ကျွန်တော်တို့အိမ်မက်တကယ်ဖြစ်သွားလာလို့ဒီဘူးဗျဒီမှာဒါကျွန်တော်တို့အရင်တော့စကားထဲမှာကြည်ဖူးတဲ့အရာစကားတော့ဒီလိုရိုက်ထားတယ်အခုကတော့စကားထဲမှာမဟုတ်အပြင်မှာအခုလက်ရှိကိုဖြစ်ပြနေတဲ့အရာကျွန်တော်တို့ကဘာကြီးကတော်တော်လေးနေမကောင်းတော့ဘူးဗျာတော်တော်လေးကိုဖြစ်နေလူချင်းပဲဒီလိုတိုက်နေကြတယ်ဗျာဘာအခုကြောင့်လဲကျွန်တော်တို့မပြောတော့ကျွန်တော်နိုင်ငံရေးတိတ်ဝင်တော့တီးလဲစိတ်လဲဝေးစားပါဘူးဗျာဒါမှမဟုတ်အခုသူတို့တိုက်နေတာကျွန်တော်တို့ငငယ်တုန်းကကြီးခဲ့ရတဲ့စကားမျိုးပါဗျာအခုလက်တွေ့ဖြစ်နေပြီနောက်ကျွန်တော်တို့အသက်ကြီးတဲ့အချိန်ပိုင်းဖြစ်လာအောင်မလို့မသိဘူးအခုတော့ကျွန်တော်တို့ပုံမှန်ရွယ်တော့ဒီလိုဖြစ်နေပြီဗျာဒါစကားတည်းမှလည်းမဟုတ်ဘူးတရုပ်ဆောင်တာလည်းမဟုတ်တကယ်လက်တွေ့သူတေကိုတေပြစ်တတ်နေကြတဲ့စစ်တိုက်တဲ့ပွဲတွေပါဗျာတော်လေးကျွန်တော်တို့ကဘာကြီးရောဒီမကောင်းမှုတွေကများနေဗျာကျွန်တော်တို့ကဘာကြီးကနေမကောင်းတော့2026တလားကုန်အခုမှ3လဝင်နေပဲစီတေကဘာကြီးကနေမကောင်းစဖြစ်နေပြီဗျာဒါ2025တော့လည်းကျွန်တော်တို့ခံစားခဲ့ရတယ်အခု2026စာရုံပဲစီ2လ3လပဲရောက်ပဲစီတေဒါပဲကဘာကြီးကနေမကောင်းဖြစ်နေဗျာဒီမှာဒီဗီဒီယိုလေးဒါတကယ်အခုလက်တွေ့အခုဖြစ်နေတာနော်အခုလည်းဖြစ်နေတယ်ဒီလိုတို့ကဘာကြီးဘယ်လောက်ထိအသက်ရှင်မလို့ကျွန်တော်တို့လည်းမသိဘူးကျွန်တော်တို့အသက်လည်းဘယ်ထိရှင်နိုင်မလဲတော့ကျွန်တော်တို့လည်းသိချာမသိဘူးဗျဘယ်နေရာမှာတည်မလဲဘာနဲ့တည်မလဲကျွန်တော်လည်းမသိတော့ပါဘူးအခုလည်းစီကဘာကြီးတော့နေမကောင်းဖြစ်နေပါတယ်